ကိုဝင်ဆောင်မျိုးသမီးတဦးဟာရေကူးနေရင်ရုတ်တရက်သွေးတွေဆင်းလာတာကြောင့်လူတိုင်းထိတ်လန့်တကြားနဲ့ရေထဲကနေပြေးတက်ခဲ့ကြပါတယ်။အခြေအနေကတော်တော်လေးစိုးရိမ်ရတာကြောင့်သူမရဲ့ချစ်သူကဒေါက်တာဂရင်းရဲ့ဆေးကန်းကိုအမြန်ပို့ဆောင်ပေးခဲ့ပါတယ်။ဆရာဝန်ကစစ်ဆေးပြီးတဲ့နောက်မှာတော့ကလေးကအရှိန်ဟုန်နဲ့ထွာလာတာကြောင့်ဖြစ်ရတာလို့ရှင်းပြခဲ့ပေမဲ့သူမကတော့ဇဝေဇဝါဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆရာဝန်ကသူမရဲ့ချစ်သူကိုအတိတ်ပဲပါနဲ့လှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီညမှာပဲသူမရေချိုးနေတော့ခြေထောက်တွေပေါ်ကနေအမဲရောင်အရည်တွေစီးကျလာပြီးသပင်တွေလည်းအပြုံလိုက်ကျွတ်ထွက်လာပါတော့တယ်။ထိတ်လန့်သွားတဲ့သူမဟာအင်တာနက်မှာရှာဖွေကြည့်ရကနေသူမလိုမျိုးကြုံတွေ့ခဲ့ဘူးတဲ့တခြားအမျိုးသမီးတစ်ယောက်ကိုရှာတွေ့ခဲ့ပါတယ်။သူမဟာအဲ့ဒီအမျိုးသမီးပေးတဲ့လမ်းညွှန်ချက်အတိုင်းတောအုပ်တစ်ခုတည်းကိုသွားခဲ့ပေမဲ့ရုတ်တရက်ဗိုက်ထဲကနေပြင်းပြင်းထန်ထန်နာကျင်လာပြီးနှာခေါင်းကနေသွေးတွေစီးကျကတတိလစ်လဲကျသွားခဲ့ရတယ်။တတိပြန်ရလာတဲ့အခါမှာတော့သူမရဲ့ချစ်သူကသူမရှိတဲ့နေရာကိုဘလို့သိပြီးရောက်နေမှမသိပဲရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်ဆေးကန်းကိုပြန်ရောက်တဲ့အခါသူမရဲ့ချစ်သူနဲ့ဆရာဝန်တို့တိုးတိုးတိတ်တိတ်စကားပြောနေတာကိုသူမမြင်သွားခဲ့တယ်။အန္တရာယ်ရှိနေပြီလို့ခံစားမိတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားပေမဲ့ဆရာဝန်ကသူမကိုအတင်းချုပ်ပြီးအိတ်ဆေးထိုးလိုက်ပါတော့တယ်။သူမသတိရလာတဲ့အခါကတင်မှာအတုတ်ခံထားရတာကိုတွေ့ရပေမဲ့ဘေးမှာဘယ်သူမှမရှိတဲ့အခွင့်အရေးကိုအသုံးချပြီးဗကြီးကားချက်ကိုရိုက်ခွဲကဖန်ဆတဲ့ကြိုးတွေကိုဖျက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။သူမဟာတခြားဆေးကန်းတစ်ခုကိုအပြေးလွှားသွားပြီးခွဲစိတ်မှုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကဆရာဝန်ကသူမရဲ့ဝမ်းပိုက်ကိုတေချာကြည့်လိုက်တဲ့အခါမှာတော့ကြောက်လန့်လွန်းလို့မျက်နှာတစ်ခုလုံးဖြူဖြော့သွားပါတော့တယ်